ကိုတော့မဟုတ်ဘူးတောက်လျှောက်တဝဲသွားတာလေစင်ပြေတဲ့နေရာကိုရန်ကုန်မှာလည်းတကယ်ရှိတဲ့နေရာလည်းရှိတယ်လေအဲ့လိုအပြည့်ထည့်တာကိုများတော့ကများတယ်မွေးနေနေရတယ်ဒီကွာကျွန်တော်တို့ထားရမထားလို့ဓာတ်ရိုးပြန်ရမထားတဝဲမှာယူလို့မရတော့ပြန်ပြီးတော့ရတယ်ဟေးလိုပါပဲကွာဖြစ်လိုက်ပြက်သဘောတွေပေါ့စင်ပြေအောင်မဲ့ကတာတော့ဆိုင်မှာတော့ရပြီတော့ဆိုင်ဖြစ်အေးပါရန်ကျေးဇူးတင်ပါတယ်ရှင်းရတော့မခံဘူးကြာနော်အဲ့လိုပဲဘယ်နေရာမှာစီရမယ်ဆိုတော့ကျွန်တော်သိတယ်နော်ကျွန်တော်ဆွဲရင်အပြည့်ပဲဆွဲတာနော်မရှိတော့လဲ free ရိုက်ပြီးမောင်းတော့ဘောရှိတော့လဲပြေးထည့်ပြီးဆွဲတာဒါပါပဲဒီလိုနဲ့ရှိတယ်ရအောင်လားညီနေရိုက်ကြည့်လားဟုတ်ကဲ့ကားတဲ့အောင်လို့တော့ဟဲ့လို့ဒါမင်းအဲ့အညီလေးအစင်ပြေတဲ့နေရာမှာဆက်ချလိုက်နော်ရှန်ကြမှာဖြစ်မှာဟိုက360တက်မှာလဲရှန်ကြအောင်ထည့်ပြတာရှုပ်လို့သွားဒီလေ highway မှာသိတာပဲကွာသွားပြန်လေသိတယ်မလားမင်းစီမီယာတကယ် highway မှာမင်းမောင်းနေရတာကွာမိုင်400ကွာ450ထားပါတော့ကွာမိုင်900ကီလို1000လောက်ပါမင်းစီအစင်မပြေလုံးဝအေးရကြီးရှင်လေးတော့ရအားသိန်းခွဲ sorry 3သိန်းခွဲ3500တဟာရတယ်ရှင်လေးတော့ပြတာโอเคကျေးဇူးတော်ညီလေး